ချို့ကိုအေးတိုက်နေဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်ပြည်စစ်တွေအခြေဆိုင်စစ်ကောင်စီတပ်စခန်းအချို့ကိုယခုရပိုင်းတွင်အာရခတပ်တော်အေးကဝင်တိုက်နေပြီးစစ်ကောင်စီကလည်းအပြင်းထန်ခုခံနေတာကြောင့်တစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်းသိရှိရပါတယ်။စစ်တွေမြို့နယ်တောကန်ကျေးရွာစခန်းအမြင့်ကျော်စခန်းကန်းငေါ်ကျော်တင်းနဲ့စာတီစခန်းတို့ကိုအာရခတပ်တော်ကစနဝိုင်လ3ရက်ကစပြီးလက်နက်ကြီးလက်နက်ငယ်တုံးများဖြင့်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်အပြင်းထန်ခုခံနေကြောင်းစီရင်သတင်းရင်းမြစ်ထံမှသိရှိရပါတယ်။စစ်တွေမြို့နယ်အစမှာယခုရပိုင်းနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာရှိတဲ့အထူးသဖြင့်တောကန်အမြင့်ကျော်ရွာနေတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းချို့ကိုအေးဘက်ကအငိုင်းဖမ်းပြီးတိုက်ခိုက်ခဲ့တာစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးတွေရှိခဲ့တာကြောင့်ပုံနာကျုံမြို့နယ်စကားကျေးရွာတွေကိုလက်နက်ကြီးဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်တာရှိတယ်ဒီနေ့မှလည်းနှစ်ဖက်ပစ်ခတ်မှုတွေရှိနေတယ်လို့စီရဲသတင်းရှင်းမြစ်တအူးကပြောပါတယ်လက်ရှိမှာစစ်ကောင်စီကပုံနာကျုံမြို့နယ်စကားအရခတပ်တော်စီမျိုးထင်မှတ်သည့်နေရာများကိုလက်နက်ကြီးများရန်တပ်ပစ်ခတ်နေပြီးယနေ့မှာအေးကလည်းတောကန်အနီးမှာရှိသည့်တပ်စခန်းကိုလက်နက်ငယ်တုံးများဖြင့်တိုက်ခိုက်ခဲ့ကြောင်းလည်းစီရဲသတင်းရှင်းမြစ်ကပြောပါတယ်အလားတူစစ်ကောင်စီကစစ်တွေမြို့နယ်ဝါပိုမင်းလာနယ်ပုံနာကျုံမြို့နယ်စပတ်ထောင်ကွန်ထောင်စာတီရွာတို့ကိုလက်နက်ကြီးတုံးဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်စစ်တေမျိုးနီမာလေးစနဝါရီလစောပိုင်းကလေးကလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တမ်းများကြားနေရပြီးတက္ကသဌာနချုပ်အနီးမှာပစ်ခတ်တမ်းများနေရာကြားနေရတယ်လို့စစ်တေမျိုးကများကပြောပါတယ်။စစ်ရေးချင်းနေသည့်စီသူစစ်တွေဒေသခံတအူးကစစ်ကောင်စီကဒီရပိုင်းတိုက်ပွဲတွေမှာအထိနာခဲ့တာကြောင့်နေဆက်တဲ့စခန်းတွေကိုအင်အားလုံးရင်းနဲ့ဖြစ်သိမှုတွေပြုလုပ်နေတာရှိတယ်။အထူးသဖြင့်တောကန်ရွာအနီးကတပ်စခန်းနဲ့ကန်းကော်ကျော်အနီးကတပ်စခန်းတွေကိုအင်အားလုံးရင်းနဲ့ဖြစ်သိမှုတွေပြုလုပ်ပြီးခုခံဖို့ကြိုးပမ်းနေတာရှိတယ်လို့ပြောပါတယ်။စစ်တွေမြို့အနီးကအမတ်စနစ်ရတဲ့ရင်လောဝဲတလူတော်စီရီအနီးနဲ့တက္ကသဌာနချုပ်အနီးတို့ကလည်းညအချိန်များမှာစစ်တပ်နဲ့ပစ်ခတ်တမ်းများလက်နက်ကြီးပစ်ခတ်တမ်းများကိုနေရန်ကြားနေရတယ်လို့စစ်တွေမြို့ကများကပြောပါတယ်။လက်ရှိမှာအာရခတပ်တော်ကစစ်တွေမြို့နယ်ကစစ်ကောင်စီတပ်စခန်းများကိုမြေပြင်တုံးလက်နက်ကြီးများဖြင့်စစ်တပ်ပစ်ခတ်နေတာကြောင့်တပ်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်းစစ်ရေးချင်းနေတဲ့စီသူကပြောပါတယ်။စစ်တွေမျိုးနယ်နဲ့မချင်းထိစပ်နေသည့်ပုံနာကျော်ပေါတော်နဲ့ရတိတာမျိုးနယ်၃ခုကိုအာရခတပ်တော်ကတင်ချုပ်ထားပြီးစစ်တွေမျိုးကိုဝိုင်းပတ်ပိတ်ဆို့ထားပါတယ်ရှင်။ဆက်လက်ပြီးပွဲချောင်းသုံးလုံးတိုက်ပွဲကိုအေရ2ကွန်မန်ဒိုတပ်ပွဲဦးဆောင်စကားခတဲ့စက်တမမှုပုံမှုကြီးဟန်လင်းအောင်ကြာဆုံးဆွတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပွဲချောင်းသုံးလုံးစကန်တိုက်ပွဲကိုအေရအထူးလေ့ကျင့်ထားတဲ့ကွန်မန်ဒိုတပ်ဖွဲ့တွေဦးဆောင်နေပြီးတက်လာသည့်စစ်ကြောင်းတွေကိုအထိုင်ကနေချေမှုန်းနေတယ်လို့တင်ရရှိပါတယ်။ဇန်နဝါရီလ3ရက်နေ့မှာပွဲချောင်းသုံးလုံးစကန်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုကွန်မန်ဒိုတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ပြီးစစ်ကြောင်းမှုပုံမှုကြီးဟန်လင်းအောင်နဲ့တကွစစ်သား40တိဆောင်ခဲ့ပါတယ်။စစ်တောင်းတွေကိုဥဆောင်လာသူတည်သွားပြီးစစ်တောင်းပြိုသွားတော့လွတ်တဲ့နေရာတွေကိုပြစ်ကြတယ်။လက်ရဖန်စီရမိသူတွေလည်းရှိတယ်။လက်နက်တွေလည်းအများများတင်ဆက်မိပါတယ်လို့စီရဲသတင်းရှင်မြစ်ကပြောပါတယ်။ဇန်နဝါရီလ3ရက်နေ့ကပရောင်းမြို့နယ်ကိုပို့လို့ခဲ့သည့်စစ်တောင်းကိုအဲ့ဒီကွန်မန်ဒိုတပ်ဖွဲ့နဲ့သူတော်လည်းပူပေါင်းတပ်တွေကတရဲကြော်ကြားချင်းမုန်းခဲ့တယ်လို့သိရပါတယ်။ပွဲချောင်းသုံးလုံးစကန်ဟာနေရကံဖြူဟာကိုအပိသက်သိမ်းမှနိုင်ရတဲ့အတွက်အရေးပါတဲ့စကန်တစ်ခုဖြစ်ပါတယ်။နေရကံဖြူဟာစကန်ဟာစကန်ကိုသိမ်းမှဖို့အေးနဲ့တော်လည်းရတဲ့ဖွဲ့တွေက2025ခုနှစ်စကတည်းကကြိုးပမ်းနေတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းတစ်ခုပြီးတစ်ခုတမမှုပုံမှုအစင်တွေဥဆောင်ပြီးပို့လို့ခဲ့ရာစစ်ရာရှိတွေနဲ့အတူရှားနေချီတဲ့တပ်သားတွေကိုဆွလွန်ထားတာဖြစ်ပါတယ်။အဲ့ဒီပွဲချောင်းသုံးလုံးမှာကြာဆုံးသွားတဲ့တမမှုပုံမှုဝေယံလင်းကိုဇန်နဝါရီလ4ရက်ကတရားတူတာပွဲပေးရထားသလိုတပ်သားတွေကိုလည်းအသေးခံမှုအမိန့်ပေးထားတယ်လို့ဆိုပါတယ်။